ဒါပေမဲ့အမှန်တရားကတော့တည်ဆုံးပျက်စီးသွားတဲ့အတွင်းပိုင်းက cortex အလွှာကိုမူလအတိုင်းပြန်ကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့ဈေးကကမ္ဘာမှာမရှိသေးပါဘူးကျွန်တော်တို့ရှူးစားတွေလိုမျိုးရည်နေတဲ့သပင်တွေကိုစေတမျိုးမျိုးသို့မဟုတ်ဖြောင်းစက်နဲ့ဖိလိုက်တာနဲ့ကစောင်းတင်ပြောင်းလဲသွားတယ်ဆိုတဲ့ဗီဒီယိုဖိုင်တွေကြည့်ပြီးတကယ်ပြန်ကောင်းသွားတာလားဆိုပြီးဇဝေဇဝါဖြစ်ဖူးကြတယ်မလားဒီနေ့မှာတော့အဲ့ဒီလိုရည်နေတဲ့သပင်တွေရဲ့နောက်ွယ်ကအိပ်ပန်နီးကြအမှန်တရားနဲ့သူတို့ဘလို့နီးပညာနဲ့လှည့်စားဖုံးကွယ်ထားလဲဆိုတာကိုအခုကျွန်တော်ဗီဒီယိုကနေအသေးစိတ်ရှင်းပြပေးသွားပါမယ်အရင်ဆုံးသပင်ရဲ့တိစောက်ပုံကိုသိဖို့လိုအပ်ပါတယ်သပင်ရဲ့အတွင်းပိုင်းမှာcortex ဆိုတဲ့အလွှာရှိတယ်။ဒီအလွှာမှာသပင်ကိုခိုင်မာစေတဲ့ keratin protein အမြင်ဓာတ်တွေပတ်ချဝိုင်းပြီးတည်ရှိနေတာပါ။ဒါပေမဲ့ကောက်ဖြောက်ချစ်စေးလွန်သွားတဲ့အခါအဲ့ဒီ cortex အလွှာထဲမှာရှိတဲ့ protein တွေပျော်ကျပျက်စီးသွားပြီးတွင်ပိုင်းမှာအခေါင်းပေါက်ကြီးပဲကျန်ခဲ့ပါတယ်။အဲ့ဒီအခါသပင်ကစိတ်ပြီးပျော့နွယ်သွားတယ်။ရေဆိုတဲ့အခါမှာဆိုရင်လေရေကိုပြန်ထုတ်နိုင်စွမ်းမရှိတော့တဲ့အတွက်ကြောင့်မို့လို့တစ်ရှူးစားလိုမျိုးပျော့ဖက်ပြီးအကယ်လို့သွားပြီးဆွဲမိတယ်ဆိုရင်တော့ပြတ်သွားနိုင်တဲ့အခြေအနေတွေထိရှိပါတယ်။အဲဒါကြောင့်ပျက်စီးတဲ့သပင်တွေလေမှုတ်ရတာနဲ့ရိုးရိုးဆန်သားကိုလေမှုတ်ရတာမှာဘယ်ဟာဘလို့ကွာဟချက်ရှိတယ်ဆိုတာလက်ရှိဒီလောကတွေမှာယက်တည်နေတဲ့လူတွေသိပါတယ်နော်ဒါဆိုရင်အဲ့လိုအခေါင်းမဲကြံတော့တဲ့သပင်ကိုဘာလို့ပြန်ကောင်းအောင်ဖြောင်းပြလို့ရနေတာလဲဒါဟာမူလအတိုင်းပြန်လဲရှင်းသန်လာတာမဟုတ်ပဲနီးပညာနဲ့ဓာတုဗေဒလျှောက်က3ခုကြောင့်ဖြစ်ပါတယ်နံပါတ်1တစ်ခုကတော့ပျောက်ဆုံးသွားတဲ့ protein နေရာမှာamino acid နဲ့ bone builder တွေကိုယာယီဖြည့်ဆည်းပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့သပင်ရဲ့ခိုင်ခန့်မှုကိုယာယီထိန်းပေးလိုက်တဲ့သဘောပါနံပါတ်2ချက်ကတော့ silicone treatment ဖြစ်ပါတယ်အပြင်ရဲ့ cuticle အလွှာကို silicone နီးပညာနဲ့ပိတ်ဖုံးလိုက်တဲ့အခါသပင်ကပြောင်လဲသလိုမျက်လဲပြလိုက်သလိုထင်ရနိုင်ပါတယ်တတိယတစ်ခုကတော့ temporary polymer coating လို့ခေါ်တဲ့အပေါ်ကနေအပူနဲ့ဖိသိပ်ပေးတဲ့နီးစနစ်ဖြစ်ပါတယ်အပေါ်ကနေထည့်ပေးလိုက်တဲ့နီးပညာတွေကိုအပူမီးပြင်းအားများများနဲ့ဖိပြီးတော့ပြောင်လက်သွားတဲ့အနေအထားထိရအောင်ဖန်တီးလိုက်တာဖြစ်ပါတယ်ဒါပေမဲ့အမှန်တရားကတော့တည်ဆုံးပျက်စီးသွားတဲ့အတွင်းပိုင်းက cortex အလွှာကိုမူလအတိုင်းပြန်ကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့ဈေးကကမ္ဘာမှာမရှိသေးပါဘူးကျွန်တော်တို့လူတစ်ယောက်တည်သွားပြီးတော့ပြန်ရှင်အောင်လုပ်ပေးနိုင်တယ်ဆိုတဲ့နီးစနစ်ကကမ္ဘာမှာရှိပါသလားထိုနည်း၎င်းပါပဲเนาะတည်ဆုံးပြီးသားသပင်ကိုဘလို့မှပြန်လဲရှင်သန်ထမြောက်အောင်လုပ်လို့မရပါဘူးခုနကကျွန်တော်ပြောပြတဲ့ခုတ်တင်းတွေကဘောင်းပြန်လျှော်လိုက်ရင်သို့မဟုတ်ရပ်ပိုင်းအတွင်းပြန်ကွာကျသွားရင်သပင်ကမူလထက်ကိုပိုပျက်စီးစေနိုင်ပါတယ်ပိုဆိုတာကရည်နေတဲ့သပင်တွေကိုဓာတုဖြောင်စေးတွေမီးအပူတွေထပ်ပေးလိုက်ရင်သပင်ကအရင်ကနေပိုပြီးပြက်ကျသွားနိုင်ပါတယ်ဒါကြောင့်သပင်အရန်ရည်ပြက်နေရင်ဖြောင်စေးတွေထပ်ထည့်ပြီးအချိန်နဲ့ပတ်စံအကုန်မခံပါနဲ့တကယ်လို့ပေးတင်တာကပျက်စီးနေတဲ့အပိုင်းကိုဖြည်းဖြည်းချင်းထုတ်ပေးနိုင်တာနဲ့တဖြည်းဖြည်းချင်းအပေါ်ယံအလွှာကို pin treatment ပုံမှန်ပေးရင်သဘာဝသပင်ပြန်ရှည်လောင်ပြုစုပြိုးထောင်ဖို့ပါပဲအဓိကကြပါတယ်